မင်္ဂလာပါပထမဆုံးကျွန်တော်ပြောချင်တာကကျွန်တော်ဒီနေ့ဒီရင်ကြီးကျွန်တော်ဒီပုံစံလေးနဲ့ရှင်းသန်ခွင့်ရအောင်ဒီနေ့ဒီရင်ကြီးကျွန်တော်ဒီလိုမျိုးစိတ်ဓာတ်တွေနဲ့လောကလည်းမှာရှေ့ဆက်လို့ရအောင်ကျေးဇူးကြီးမားတဲ့ပုဂ္ဂိုလ်ပြည်ဆုံးကျေးဇူးတင်ခြင်းနဲ့အဲ့တော့ကျွန်တော်အမေနဲ့ဖေနဲ့ပထမဆုံးကျေးဇူးတင်ခြင်းနဲ့ဖေဖေလည်းကျေးဇူးတင်တယ်မေမေလည်းကျေးဇူးတင်တယ်ပြီးကျွန်တော်ပြီးတော့ကျွန်တော်ဒုတိယတော့ဖျားရှင်ပေါ့နော်ကျွန်တော်ဖျားရှင်ကိုကျေးဇူးတင်တယ်ပေါ့နော်ပေါ်တော်မြတ်စွာဘုရားကိုကျေးဇူးတင်ပါတယ်ပြီးရင်ကျွန်တော်နားမှာရှင်သန်နေတော့ကျွန်တော်နားမှာရှိနေတော့ပုဂ္ဂိုလ်တွေညီတွေညီမတွေအကိုတွေဦးလေးတွေတော်တွေအကုန်လုံးအားလုံးကိုကျွန်တော်ကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်ဒီပြောချင်တဲ့အပိုင်းကတော့ကျွန်တော်ဒီနောင်လာခင်းမဲ့လူသားများဆိုတဲ့ page နဲ့ပတ်သက်တဲ့အကြောင်းလေးကျွန်တော်ဒီနေ့ပြောချင်တယ်ပြီးတော့ကျွန်တော်ရဲ့ဒီနောင်လာခင်းမဲ့လူသားများဆိုတဲ့ logo လေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြောချင်တယ်ဒီကျွန်တော်အဲ့ဒီမပြောခင်မှာကျွန်တော်အကြောင်းလေးနည်းနည်းလေးပဲကျွန်တော် short cut လေးပြောပြမယ်ကျွန်တော်အနာစသိန်းနဲ့ရက်ကျွန်တော်ကနေကကျွန်တော်တက်နိုင်တဲ့လောက်ကျွန်တော်ညံမီတဲ့လောက်လေးကျွန်တော်စူးစမ်းခဲ့တဲ့ဘဏ်တွေရှိခဲ့တယ်အဲ့ဒီအချိန်မှာ2021ကနေပြီး2022ဝက်လောက်ထိကိုကျွန်တော်ဒီ Facebook ပေါ်တွေမှာဆန္ဒပြတဲ့နေကားလာတွေမှာကျွန်တော်အတက်နိုင်ဆုံးကျွန်တော်စကားပြောခဲ့တယ်ဆန္ဒပြတဲ့လမ်းကြောင်းတွေကျွန်တော်ကြိုပြီးသတင်းရလို့ကျွန်တော်ကြိုပြီးကလေးတွေကိုလမ်းကြောင်းတွေစုရက်တွေကိုကျွန်တော်ချက်ချင်းဆိုသူတို့ပြောင်းဖို့အတွက်ဘာလို့ဒီစက်ကောင်စီဘက်ကလူတွေရောင်းနေပြီဆိုတဲ့အကြောင်းအရာကျွန်တော်အများအားလိုက်လွှင့်ပေးတယ်ပိုင်းထဲမှာပါတယ်ကျွန်တော်နာမည်တော်များကျွန်တော်အတီးအဆိုင်ဖြုတ်လို့ပဲတည်ရများတယ်နောက်ပိုင်းကျွန်တော်ဒီအာနာသိမ်းလိုက်တဲ့အပိုင်းမှာကျွန်တော်ဆန္ဒပြတဲ့အပိုင်းတွေမှာကျွန်တော်ဒီကလေးတွေကိုသူတို့ပြတ်တက်တဲ့အပိုင်းတွေဖြစ်လာသလိုဒီနောက်ဆုံးကေစီကြီးလုပ်တဲ့လူတွေပါသူတို့ကအနိုင်တဲ့စင်းတွေလောက်လာတယ်ဘလို့မှကျွန်တော်မခံစားနိုင်ဘူးအဲ့ဒီအချိန်မှာမြန်မာနိုင်ငံရဲ့လူတွေအကုန်လုံးပိတ်မိနေတယ်မြန်မာနိုင်ငံရဲ့ပုံကိုယ်တွေအကုန်လုံးကဆန္ဒပြစင်ကားလာပဲရှိတယ်ဆိုတော့ကနေကကျွန်တော်ဒီ social platform ကိုကျွန်တော်အသုံးပြုပြီးတော့ကျွန်တော်မျက်နှာကြီးရှေ့ပြပြီးတော့ပြောဆိုခဲ့တယ်ကျွန်တော်တနင်္လာနေ့ကြိုးစားခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ပေးရတဲ့အပိုင်းတွေရှိတယ်ကျွန်တော်ပတ်သက်တဲ့ပုံကိုယ်တွေမြန်မာနိုင်ငံမှာကျွန်တော်ပတ်သက်တဲ့မွေးစင်းစားခြင်းတွေသူတို့များလဲစစ်ကောင်စီဒုက္ခပေးခြင်းခင်ဗျာဒါတွေကကျွန်တော်တို့ကကိုရည်ချင်တဲ့ကိုလောက်တာဖြစ်တဲ့ဒီပေါ်ဒီမှာတော့ကြိုတင်ပြီးတော့ကျွန်တော်ခံမှန်းထားပြီးသားကြိုတင်ပြီးတော့ပြင်ဆင်ထားပြီးသားဒါပေမဲ့2022မှာကျွန်တော် Facebook ကနေပြီးတော့ကျွန်တော်ပြောင်းသွားတယ်ဘယ်ကိုပြောင်းသွားလဲဆိုတော့ကျွန်တော်ပုံဝင်လင်းပြောကျွန်တော် TikTok တွေကိုရောက်သွားတယ်ပထမဆုံး TikTok တွေရောက်ရတဲ့ကြီးရွေးချက်ကရိုးရှင်တယ် TikTok ထဲမှာကိုဒီမြေပြန်ကလေးတွေထားရလေးချိတ်ဆက်လို့ရတဲ့ပိုင်းလေးရှိတယ်ဆိုကျွန်တော်သတင်းစနိုင်ရောက်နောက်ပြီးတော့ထိုင်းနိုင်ငံမှာလည်းကျွန်တော်အဓိကပြောချင်တာကနိုင်ငံပွေးစားဆိုတဲ့ပုံကုမျိုးတွေပေါ့နော်အချိန်ရဆိုင်နေကြတဲ့ကိုရဲ့လောက်ပါအောင်ဘာညာဆိုတော့ okay ဆိုပြီးတော့ကျွန်တော်တက်နိုင်ဆုံးကျွန်တော်ညံမိသလောက်လေးပေါ့ကျွန်တော်စူးစမ်းပြီးတော့အဲ့ဒီမှာ TikTok ထဲမှာပဲကျွန်တော်မြေပြန်ကလေးနဲ့တိုင်းရလေးဆက်သွယ်ပြီးတော့ပဲကျွန်တော်လုပ်နေခဲ့ပေါ့ကျွန်တော် Facebook ကိုကျွန်တော်မလဲအားဘူးပေါ့နော်နောက်ပြီးတော့မြန်မာနိုင်ငံလုံးမှာလည်းဒီအာနာရှင်တွေဒီလက်နဲ့အနိုင်ကျင့်တာဖြစ်တယ်ကျွန်တော်တို့ပြည်သူတွေလည်းထပ်မှာလက်နဲ့ရှိနေအောင်လည်းအနိုင်ကျင့်လို့ရပါမလားဆိုတဲ့ပုံစံနဲ့ကျွန်တော်ပထမဆုံးပဲကျွန်တော်ဒီ2021သူတို့ရဲ့ဒီအခင်းကျင်းမှာကျွန်တော်စပြီးကျွန်တော်အော်ခဲ့ပူတယ်အော်လဲအော်ခဲ့တယ်အဲ့ဒီတွေ့လဲဆန္ဒပြတော့မှငြိမ်းချမ်းစွာဆန္ဒပြနေတဲ့အပြစ်ခံရရင်တော့မှကျွန်တော်ကတချို့ပြည်သူတွေကကျွန်တော်အပေါ်မှာနားလည်မှုလွဲတာတွေလည်းရှိရပါတော့ဆိုတော့အဲ့ဒီပေါ်တွေမှာလည်းကျွန်တော်သိဘာမှမခံစားပါဘူးဒါကတော့အချိန်တစ်ခုရောက်တဲ့အချိန်မှာလူတိုင်းလည်းဒီလမ်းကိုရှောက်ကြတယ်ဆိုတော့ကျွန်တော်အဲ့ဒီကနေကစားခဲ့ပါတယ်ပေါ့နော်တချို့ပုဂ္ဂိုလ်တွေလည်းကျွန်တော်မှတ်မိလိမ့်မယ်မြင်ဘူးလိမ့်မယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ဒီချိန်ထိဒီနေ့ဒီရက်ဒီကျွန်တော်ဒေါ်လာရေးစိတ်နဲ့သွားပါတယ်ဒီ9နှစ်ပြည့်ကနေကာလတစ်လျှောက်လုံးမှာကျွန်တော်မှာဒီဒေါ်လာနဲ့ပတ်သက်ပြီးတော့လောက်စားသွားတဲ့အပိုင်းကြီးလို့ပြီးတော့သုံးဆွဲသွားတဲ့အပိုင်းကြီးလို့တသေးလေးများရှိခဲ့တာလို့ထောက်ပြစရာများရှိခဲ့တာရှိရင်ဒါရဲ့ကျွန်တော်
ဝေဖန်ပြီးတော့ထောက်ပြပေးလို့ရပါတယ်ဘာလို့ကျွန်တော်အယိုးရှင်းဆုံးပဲဖြတ်တန်းပါတယ်အယိုးရှင်းဆုံးပဲကျွန်တော်ရှင်းတန်းခဲ့ပါတယ်ဒါကတော့ကျွန်တော်ရဲ့ဒီနိုင်ငံနဲ့ပတ်သက်တဲ့စိတ်ပိုင်းဆိုင်ရာလေးကိုကျွန်တော်လာပြောပြတယ်ဘာလို့ကျွန်တော်ဒီ Facebook တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖြောင်းနေခဲ့တာ2နှစ်ကျော်3နှစ်ပတ်ဝန်းကျင်ရှိပြီဆိုတော့တချို့ကြလဲကျွန်တော်ဖန်ခံသွားတာလားဒါမှမဟုတ်ကျွန်တော်အစီအစဉ်တစ်ခုကြောင့်ဆုံးသွားတာလားဒါမှမဟုတ်ရင်ကျွန်တော်ပဲဆက်မလုပ်တော့လားဆိုတော့အရာလေးဖြစ်နေခဲ့တယ်တကယ်တော့မဟုတ်ကျွန်တော်ရှေ့မထွက်တော့ဘဲနဲ့ကျွန်တော်နောက်ကိုရနေပြီကျွန်တော်လုပ်ရတဲ့အရာလေးတွေကိုကျွန်တော်အတက်နိုင်ဆုံးစူးစမ်းပြီးကျွန်တော်လုပ်တယ်ပေါ့နော်ဒါပေမဲ့အခုကကြတော့ကျွန်တော်ကရှေ့ပြန်ထွက်ရမယ့်အပိုင်းတွေဖြစ်လာတယ်ဘယ်သူမှတောင်းပေးတာမဟုတ်ပါဘူးကိုယ့်နဲ့ကိုယ်ရှေ့ပြန်ထွက်တာပါဒါလေးကိုလည်းနားလေးစေချင်တယ်ဆိုတော့ကျွန်တော်အခုနောင်တာကင်းမဲ့လူသားများဆိုတဲ့နာမည်ကိုကျွန်တော်ကိုယ်တိုင်ပဲရွေးချယ်ထားတယ်ကျွန်တော်ကိုယ်တိုင်ပဲပေးထားတယ်ကျွန်တော်ဘဝမှာနိုင်ငံနဲ့ပဲဖြစ်ဖြစ်မိသားစုနဲ့ပဲဖြစ်ဖြစ်ပတ်ဝန်းကျင်နဲ့ပဲဖြစ်ဖြစ်အတိုင်းဝိုင်းနဲ့ပဲဖြစ်ဖြစ်မိတ်ဆွေနဲ့ပဲဖြစ်ဖြစ်ကျွန်တော်မှာစုံတွေ့ကြတယ်၊ကြွေကြတယ်၊ဝေကြတယ်ဒီပုံမှာနောင်တရည်နဲ့ကျင်ခဲ့တဲ့ပုံကိုယ်တွေပုံနာကျင်ရတယ်။နောင်တရည်ဘာကြောင့်ကျင်ခဲ့ရလဲ။တာဝန်မကျေခဲ့တဲ့ပုံကိုယ်တွေနောင်တရည်နဲ့နေရတယ်။ဆိုတော့ပတ်သက်မှုတိုင်းမှာကျွန်တော်ယူသားခြင်းတယ်။ပတ်သက်မှုတိုင်းမှာကျွန်တော်တာဝန်ကျေခြင်းတယ်။အဲဒီစိတ်နဲ့ပဲကျွန်တော်ဘဝမှာနောင်တခင်းခြင်းတယ်ဆိုတဲ့စိတ်တစ်ခုနဲ့ရှင်းတယ်။အဲကြောင့်လို့ကျွန်တော်ခုလုပ်တဲ့အရာလေးကိုလည်းကျွန်တော်နောင်တခင်းမဲ့လူသားများဆိုပြီးတော့ကျွန်တော်ပေးလိုက်တယ်။ပြီးတော့အဲ့ဒီအထက်ကိုမှကျွန်တော်ယုံကြည်စွာနဲ့ပါဝင်ကြတဲ့နိုင်ငံတကာရောက်နေတဲ့ပုံကိုရှိတယ်နိုင်ငံစုံမှာဂျပန်ကိုရီးယားအကုန်ပေါ့နော်ဟိုမှာဒူဘိုင်းအစုံတော်တော်များများစုံတယ်မလေးရှားထိုင်းတယ်စုံတယ်တစ်တော်နေမှာသင်ကျွန်တော်အရင် close ဖြစ်သွားတဲ့ညီလေးရှိတယ်ညီမလေးရှိတယ်သူတို့ကနေပြီးတော့သူတို့ရဲ့ချွေးနေစားတွေကိုယုံကြည်စွာနဲ့ကျွန်တော်ပို့ဆောင်ခိုင်းတယ်ကျွန်တော်ဒီနေ့ဒီနေ့ငွေရေးကြေးပိုင်းဆိုင်ရာမှာကျွန်တော်လက်ဖြားနဲ့မထိခဲ့ဘူးကျွန်တော်ကိုယ်တိုင်းကလည်းကျွန်တော်ဘန်ထဲကိုလက်ခံတာမျိုးမရှိခဲ့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီအပိုင်းတွေကျွန်တော်ပြဿနာမတက်စေချင်ဘူးဒါပေမဲ့ကျွန်တော်စင်းစရာပဲကျွန်တော်ပြုစုပေးတယ်ပြီးတော့အဲ့ဒီငွေကြေးပမာဏတွေလည်းကျွန်တော်တပြားတစ်ချက်အယောမခံနိုင်ဘူးဆိုတော့ကျွန်တော်ရဲ့တလားစာကျွန်တော်လက်ခံထားတဲ့ဟိုမှာထားပါတော့40သိန်းရှိရင်40သိန်းကျောင်းမှာမြန်မာနိုင်ငံမှာတကယ်လိုအပ်နေတော့မြန်မာဒီမှာတကယ်ကိုလှုပ်ဆောင်နေတဲ့အဖွဲ့တွေကိုကျွန်တော်ထားရိုက်ရအောင်ချိတ်ဆက်တယ်ကျွန်တော်ပြီးတော့ကျွန်တော်သေချာစုံစမ်းတယ်တကယ်ရောပွဲတွေကနေရလားပြီးသေချာရေးဆိုမှကျွန်တော်ရက်အတိအကျနေပို့တယ်ပြီးအဲ့ငွေကြေးပမာဏတွေမှာစီးဆင်းနေတော့ညီကောင်မတွေကိုကျွန်တော်တယောက်ချင်းစီကိုကျွန်တော်တလာပြီးတိုင်းကျွန်တော်စီးရင်လေးတွေကျွန်တော်ပို့ပေးတယ်ပို့ပေးပြီးတော့ကျွန်တော်တစ်ဖက်ကပြန်လက်ခံရရှိတဲ့ certificate တစ်ခုတွေရောနောက်ပြီးတော့ video clip ရောပါကျွန်တော်ကပို့ပေးတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ video clip ရောပါမှသာလေတစ်ဖက်ကတကယ်လက်ခံရရှိကြအောင်ဆိုတာကိုကျွန်တော်တက်သိယူလို့ရတယ် certificate ဆိုတာလူတိုင်းတည်ဆောက်လို့ရတယ်ဆိုတော့ဒါလေးကကျွန်တော်ဒီနောင်လာကင်းမဲ့လူသားများဆိုတဲ့ page မှာကျွန်တော်ကအနောက်ပိုင်းဆိုကျွန်တော်ချပြတော့မှာကျွန်တော်ဘယ်သူ့မှလည်းဘာမှမပြောချင်တော့ဘူးဘယ်သူ့မှလည်းကျွန်တော်ဘယ်ဟာမှမပြောချင်တော့ဘူးကျွန်တော်ဘယ်ပွဲစည်းမှလည်းဘာမှပြောချင်မှာမဟုတ်ဘူးကျွန်တော်တို့စီးစင်းတဲ့အပိုင်းတွေမှာဘယ်လိုစီးစင်းနေလေးနဲ့ဘယ်လိုတိကျစွာစီးစင်းဘာတွေဖြစ်တတ်တယ်ဆိုတာလေးကိုကျွန်တော်အလုံးနဲ့ပတ်သက်ပြီးပြချင်တယ်စောင့်ကြည့်စေချင်တယ်တကယ်လို့မှခင်ဗျားတို့ချွေးနေစာတွေအကုန်လုံးကိုလူတိုင်းတော့ပို့နေကြတိုင်းပြည်မှာကျွန်တော်ပြောပြမယ်ပြည်သူတွေတောင်းဝင်ကြည့်တယ်ပြီးတော့နေပြည်တော်တကယ်လို့နေတကယ်ပုံကူလေးတောင်းဝင်ကြည့်တယ်ဒါပေမဲ့နိုင်ငံရေးပွဲစားဆိုတဲ့ပုံကူတွေတောင်းဝင်မကြည့်ဘူးနိုင်ငံရေးပွဲစားဆိုသိတဲ့အတိုင်းပဲเนาะကျွန်တော်ဘယ်လိုပုံကူလဲဆိုကျွန်တော်ထောက်ပို့ဆိုတဲ့လူမျိုးကျွန်တော်နိုင်ငံရေးပွဲစားလို့ခေါ်တာပေါ့ကျွန်တော်ပေးထားတာပါအဲ့ဒီအတွက်ကျွန်တော်တာဝန်ယူပါတယ်ဒါကတော့ကျွန်တော်အခုလက်ရှိဒီနောင်လာကင်းမလူသားများရဲ့ page နဲ့ပတ်သက်တဲ့ကိစ္စလေးနဲ့ဒီနာမည်အကြောင်းလေးနောက်ပြီးကျွန်တော် logo ကိုကျွန်တော်နည်းနည်းရှင်းပြချင်နောက်ထပ်ကျွန်တော်2မိနစ်လောက်ပဲချိန်ရဆိုကျွန်တော် logo ရှင်းပြကျွန်တော်ဒီနေ့ကျွန်တော်အမေစုကိုအရန်ကိုချစ်တယ်ကြီးညိုတယ်ကျွန်တော်ယုံကြည်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အမေလည်းကျွန်တော် logo ထဲမှာပါစေချင်တယ်ပြီးတော့အမေတို့ရဲ့သင်္ကေတဖြစ်တဲ့တောင်းလေးလည်းပါစေချင်တယ်မြန်မာနိုင်ငံလည်းပါစေချင်တယ်ဆိုတော့ကျွန်တော် idea ရှိနေတော့ကျွန်တော်ဒီ logo ကျွန်တော် idea စဉ်းစားမိရဲ့အမေပုံပါချင်တယ်ပြီးတော့ down ပုံလေးပါချင်တယ်နိုင်ငံပုံပါချင်တယ်အဲ့ဒါကိုကျွန်တော်ဘယ်လိုပုံစံအဲ့တော့ဒီ logo ဆွဲပြီးတဲ့ညီကိုဒီကျွန်တော် logo ဒါဒီ9ခုမြောက်လာမသိပထမဆုံးတစ်ခုကတော့ကျွန်တော်လုံးဝမနှစ်သက်လို့ပြီးရင်ဒုတိယတစ်ခုနောက်ဆုံးသူ4ခုထပ်ပို့လိုက်တဲ့အချိန်မှာကျွန်တော်အနှစ်သက်ဆုံးကအဲ့ဒီကျွန်တော်အခုတင်ထားတဲ့ logo လေးပေါ့နော်မြန်မာနိုင်ငံကိုမျက်နှာပူထားတယ်အမေရောနောက်ခံတောင်းပြီးတော့အဲ့ဒီမျက်နှာမူကအရှိဘက်ဖြစ်တယ်နောက်ပြီးအမေပုံလည်းကျွန်တော်တေချာလေးရွေးချယ်ပြီးတော့လုပ်ထားတာဖြစ်တဲ့အတွက်ဒါလေးကိုလည်း logo အကြောင်းလေးကိုလည်းအထိပ္ပယ်လေးနဲ့ကျွန်တော်သွားရဲဆိုသိသိချင်းနေဆိုကျေးဇူးများတင်ပါတယ်ပြီးတော့ကျွန်တော်ရဲ့လှုပ်ဆောင်မှုတွေကိုရှေ့ဆက်ပြီးကြည့်စေချင်တယ်ပြီးတော့ချစ်ချင်းမုန်းချင်းခဏမိထားပြီးတော့
လူတယောက်ရဲ့လှုပ်ဆောင်မှုနဲ့လူတယောက်ရဲ့လှုပ်ဆောင်ချက်ကိုတခြားလေးစောင့်ကြည့်ပြီးမှကျွန်တော်ပြန်ပြီးတော့ပြောစီချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီကာလမှာဒီ9နှစ်တာကာလမှာပြည်သူတွေလည်းခံစားရမှာပါပြီးတော့ကျွန်တော်လည်းမြင်နေတဲ့အပိုင်းတွေရှိတယ်နော်လုံးချင်တာလုပ်သွားတဲ့လူတွေလည်းရှိတယ်ဖြစ်ချင်တာဖြစ်နေတဲ့အပိုင်းတွေလည်းရှိတယ်ကျွန်တော်ကအဲ့ဒီအရာတွေကိုဘယ်သူရဲ့ဘဝရဲ့လို့ကျွန်တော်မပြောချင်တော့ဘူးဒါပေမဲ့ပြည်သူတွေရဲ့ယုံကြည်မှုကိုအလုံးစုံကလုပ်တဲ့ပုံကိုယ်တွေဒီသူတို့ဘဝနဲ့သူတို့အကြောင်းရှိပါလိမ့်မယ်ကျွန်တော်တို့ကလူတယောက်ရဲ့ဖြစ်တည်မှုနဲ့လူတယောက်ရဲ့ယက်တည်ခြင်းဒီလူတယောက်တည်ဆုံသွားမှတည်ရတာဖြစ်တဲ့အတွက်အဓိကပြည်သူတွေကိုဒီညာနေမြတ်တာရခံချင်တာဒီဘယ်သူမှကျွန်တော်မပါဝင်နဲ့ဖြစ်မလာတဲ့ခရီးတစ်ခုကျွန်တော်တို့အားသွန်ခွန်ဆိုင်စူးစမ်းခဲ့ကြပြီဒီခီးလည်းရောက်ခဲ့ပြီလက်ထက်မှာဘာမှမရှိတဲ့အနေအထားနေပဲကျွန်တော်အားလုံးအနေအထားတစ်ခုဖန်တီးနိုင်လာကြပြီဒေါ်လင်းကလာ9နှစ်ဆိုပြီးကျွန်တော်ရဲ့ရလက်သေးအားရစရာကောင်းတယ်လို့ပြောလို့ရတယ်ဒီပေါ်မှာပြည်သူတွေဆက်လက်ပြီးတော့အားတင်းစေခြင်းနဲ့ပြည်သူတွေဆက်လက်ပြီးတော့ကြိုးစားစေခြင်းနဲ့အဲ့တော့အာဏာရှင်နဲ့ပတ်သက်တဲ့ပုံကိုယ်တွေဒီပုံစံမျိုးစုံတွေတော့ပြောလာမှာပဲမင်းတို့ကတော့ပြည်ပကနေပြီးတော့ဘယ်လိုမျိုးပြောတာဘယ်လိုမျိုးလုပ်ပြီးတာဘယ်လိုမျိုးတွေမြောက်ပြီးတာဒီကလေးတွေကဒါတွေကိုယုံစားပြီးလုပ်နေကြတယ်ပါပုံစံမျိုးစုံပေါ့ဒါပေမဲ့ကျွန်တော်ဒီနေ့ဒီချိန်ထိမြေပြင်မှာတကယ်ကိုတိုက်ပွဲနဲ့ညီငယ်လေးတွေရဲ့အသက်ကိုပဲကျွန်တော်ဦးစားပေးခဲ့ပါတယ်အဲဒါကျွန်တော်လက်ပြကျွန်တော်အတန်ဆုံးဆိုတော့အတန်ဆုံးဖြစ်အောင်ကိုကျွန်တော်ရှင်းတန်းတယ်ရေးချောင်းဖြစ်လာခဲ့လို့တိုက်ပွဲထဲမှာအသက်လွတ်မြောက်ဖို့ပြရမယ်ဆိုရင်မင်းတို့ရှိတဲ့လက်နက်တွေထားဖို့လိုရင်ထားခဲ့လို့တော့ကျွန်တော်ပြောခဲ့တဲ့အထက်မှာပါတယ်ဆိုတော့တံမိုးထားတယ်ကျွန်တော်အသက်ထက်ပို့ကျွန်တော်တံမိုးထားတယ်ပြီးတော့ကျွန်တော်ထပ်ပြောချင်တယ်ကျွန်တော်ကိုချစ်ချင်းမုန်းချင်းကိုခဏမေ့ထားပါကျွန်တော်လည်းချစ်ချင်းမုန်းချင်းနေမေ့ထားပြီးတော့ကျွန်တော်လုံနိုင်တဲ့တာဝန်တွေကိုကိုစီလုပ်စေချင်တယ်လုံနိုင်တဲ့တာဝန်တွေကိုကိုစီပေးစေချင်တယ်နောက်ပြီးတော့လုံနိုင်တဲ့ခန္ဓာတွေကိုကိုစီကျွန်တော်တို့ကြိုးစားစေချင်တယ်ပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့အရေးချင်းတွေကျွန်တော်ယုံနေကျွန်တော်ယုံနေပြီးတော့မြေပြင်ကလေးတွေလည်းယုံကြည်မှုနဲ့တိုင်နေတာဖြစ်တယ်အဓိကပြောချင်တာမြေပြင်ကလေးတွေလည်းဒီ post လေးကိုမြင်မယ်ဆိုရင်အားမွေးစေချင်တယ်နောက်ပြီးတော့ခံယူချက်တွေကြီးမှန်းချက်တွေရှိစေချင်တယ်အာဏာရှင်ကိုတော်လှန်တာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ကြီးမှန်းချက်ရှိရမယ်ပန်းလိုက်ရှိရမယ်ပြီးတော့ကျွန်တော်လက်နက်နဲ့ပတ်သက်လာပြီဆိုရင်အဲ့ဒီတန်ကိုခံနိုင်ရှိရမယ်ငွေနဲ့ပတ်သက်တဲ့အရာတွေကိုခံနိုင်ရှိရမယ်ဘာလို့ကျွန်တော်လက်နက်ကင်ပို့တယ်ကျွန်တော်ဒီနိုင်ငံမှာကျွန်တော်တရားဝင်လက်နက်တွေကန်ခဲ့ပို့တော့ကျွန်တော်လက်ထက်မှာဘာမှမရှိတဲ့စိတ်ခံစားခြင်းနဲ့ကျွန်တော်လက်ထက်မှာတနက်ရှိတဲ့စိတ်ခံစားတဲ့နှစ်ခုရှင်ကြည့်တော့ကျွန်တော်လက်ထက်မှာတနက်ရှိနေတဲ့ကောင်လဲဆိုကျွန်တော်ဘယ်သူမှစောက်ပြီးမဆိုင်မှန်တာမှားတာနောက်ထားအဲ့လိုမျိုးသူရကြွတယ်ပေါ့နော်ဒါပေမဲ့ဒီဥစ္စာတွေဘာအတွက်လဲဆိုတော့ကျွန်တော်ကအရင်ဆုံး target တစ်ခုရှိရပါလိမ့်မယ်ဒါလေးကိုလည်းတတိစားသေးခြင်းနဲ့နောက်တစ်ခုကကျွန်တော်တော်လန်တာအာနာရှင်လေးနော်အာနာရှင်ဆိုတာကိုတို့ညီကိုတွေရောကျွန်တော်အားလုံးသိတဲ့အတိုင်းပဲလက်နဲ့အနိုင်ကျင့်တဲ့လူကိုအာနာရှင်ပြည်သူမျက်နှာမမွေးကိုအာနာရှင်အဲ့တော့ဒီဒေါ်လာရေးဒီခင်းချင်းမှာပြည်သူမျက်နှာမမူသောဘယ်အဖွဲ့မီအဲ့လိုမျိုးဘယ်အဖွဲ့အစည်းမဆိုပြည်သူမျက်နှာမမူသောဘယ်လိုပုံကူမျိုးမဆိုကျွန်တော်ဒီလေပြည်သူမျက်နှာမမူရုပ်ဆိုကျွန်တော်ကြိုက်တဲ့ပုံစံနဲ့ကြိုက်တယ်လို့မျိုးအပြစ်ပေးလို့ရတယ်လို့ကျွန်တော်လေပြည်သူမျက်နှာမမူသောပုံကူတွေကိုကျွန်တော်စွမ်းနေတယ်လို့အတိုင်းနိုင်ဆုံးကျွန်တော်လေပြုံလေးပဲကျွန်တော်လုပ်ဆက်ရှိလို့ဆိုမှာပဲ။ဘာလို့ကျွန်တော်အာနာရှင်ကိုမကြိုက်တာလေနော်။ကျွန်တော်ပုံကူဆွဲကိုမုန်းတာမဟုတ်အာနာဆက်ကိုမကြိုက်တာ။စကားတွေဆက်ပြောနေရင်လည်းကျွန်တော်ဒီ page နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဝေးဝယ်သွားမှဖြစ်တဲ့အတွက်နောက်လာမဲ့ကျွန်တော်ရဲ့ပြောဆိုမှုတွေရဲ့နောက်ဖြစ်လာမဲ့ကျွန်တော်ရဲ့လှုပ်ဆောင်မှုတွေကိုဆက်လက်ပြီးတော့စောင့်ပြီးကြည့်စေချင်တယ်။အဓိကကျွန်တော်ပုံကူတွေကိုကျေးဇူးတင်ချင်တာရှိတယ်။ကျွန်တော်ဒီ9နှစ်ပြည့်ကန်ဒီလောက်မှာကျွန်တော်Facebook page စထောင်းတယ်ကျွန်တော် YouTube channel စထောင်းတယ်ပေါ့နော်။ဘ
ဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒီ Facebook page ထောင်ဖို့တွေ YouTube channel ထောင်ဖို့တွေကျွန်တော်စူးစမ်းလိုက်တယ်ကျွန်တော်ရဲ့မသိစိတ်သိစိတ်မှာကျွန်တော်ပြတ်သွားရရှိပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောဆိုခံခြင်းတဲ့အထက်မှာကျွန်တော်မပါဘူးလေနော်ဆိုတော့နောက်မှကျွန်တော်ဘာကိုပြန်စဉ်းစားလဲဆိုတော့အင်ဟာတစ်ခုလိုအပ်လာတယ်ဘာလို့မြေပြင်ကလေးတွေစီလိုက်တပြားတစ်ချက်မှမလျော်ဘဲနဲ့ရောက်ဖို့နီးလန်းနေရှိပါနေတယ်ဘာကြောင့်မလုပ်ကြရလဲဆိုတော့မိကိုနေမှာကျွန်တော်ပြောပြတယ်ပေါ့နော်မြေပြင်ကကျွန်တော်တချို့ပုံကိုယ်တွေနေနော်ပြောပြတယ်ပြီးတော့တခါတလေမှာကျွန်တော်တို့ကကျွန်တော်မှမီဒီယာနာမည်တော့မပြောတော့ဒါပေမဲ့အားလုံးတော်လိုင်းရေးထဲမှာအားလုံးသိတဲ့မီဒီယာတွေမှာတာဝန်ထမ်းဆောင်နေတဲ့အကိုကြီးတယောက်နဲ့ကျွန်တော်စကားပြောပြတဲ့အချိန်မှာအဲ့ဒီကိုရပါပြောလို့တာဝန်ယူနိုင်တဲ့ပုံကိုယ်တွေတာဝန်ယူလို့ရပါရဲ့နဲ့တာဝန်မယူဘဲနဲ့ဘေးဖယ်နေတော့အခုအခင်းချင်းနေမှာဒီလိုဖြစ်သွားတယ်ဆိုတဲ့စကားလေးကျွန်တော်ရင်းနေရောက်လာတယ်အခုကျွန်တော်ဒါလေးလှုပ်ချင်ပါတယ်ပြောချင်တယ်အဲ့ဒီအကူရဲ့ကျွန်တော်နွားများလို့နောက်ကနေငကန်တူတဲ့ပုံစံမျိုးပေါ့နော် sporting ပေးမှုတွေရဲ့နောက်ထပ်ကျွန်တော်မြေပြင်မှာတကယ်ကိုအထီရောက်သွားလောက်ဆောင်ပေးနေကျွန်တော်တို့ရွှေကျူးလို့ပဲခေါ်ညီမလေးအဲ့နေရောက်ရဲ့နောက်ပြီးကျွန်တော်အမြဲတမ်းလိုအပ်တာတွေရောလောက်ဆောင်ချက်တွေရောအမြဲတမ်းဝင်းရနေပြီးတော့ဟိုတစ်တော်တွေမှာကနေကကျွန်တော်နားမှာအမြဲတမ်းကျွန်တော်ဖြစ်ချင်တာတွေကိုဖြည့်ဆည်းပေးနေတဲ့ကိုချိုပေါ့နော်အဲ့3ယောက်ဒီကထားပြီးတော့ကျေးဇူးတင်ခြင်းနဲ့နောက်ပြီးတော့ကိုစောမိုးလွင်ကျေးဇူးတင်ပါတယ်ကျွန်တော်ကိုကြီးကျေးဇူးတင်ပါတယ်ပြီးညီမလေးရွှေကျူးကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်ကိုချိုလည်းကျေးဇူးတင်တယ်ကျွန်တော်ဒီ page တွေဖြစ်လာဖို့ရ YouTube channel တွေဖြစ်လာဖို့ရဟို supporting page ကြတယ်နောက်တစ်ခုထပ်ပြီးကျွန်တော်ပြောချင်တာရှိတယ် YouTube channel ထောင်နေဆိုတာကကျွန်တော်တို့ကလူကြည်များလာလေလူ subscribe များလာလေဝင်ငွေရရှိလာလေတွေပါအဲ့တော့ YouTube ကရလာတဲ့ဝင်ငွေတွေရ Facebook page ကရလာလာစင်ကြီးပေါ့လာစင်ရလာတဲ့ပတ်စံတွေအကုန်လုံးကျွန်တော်ဒီအကုန်လုံးချပြမှာချပြပြီးတော့ကျွန်တော်ရဲ့တကွေတကာရကျွန်တော်ရဲ့ family case တွေကျွန်တော်ရဲ့ဒီတခြားသောဦးလေးတွေတော်တွေဖွေးဖွားမိသားစုကိစ္စဝိစ္စတွေပြီးကျွန်တော်ရဲ့ဒီနေစဉ်သွားလာတော့အဲ့ဒါတခုမှကျွန်တော် use မှာမဟုတ်ဘူးဒီ Facebook page တွေဒီ YouTube channel ရတဲ့ပတ်စံအကုန်လုံးနီးပါဆိုတာတဲ့အကုန်လုံးတပြားတစ်ချက်မကျန်ဘူးကျွန်တော်အဲ့ဒါကိုမြေပြင်ကတကယ်လိုအပ်နေတဲ့အဖွဲ့အစည်းတွေကိုကျွန်တော်တိုက်ရိုက်ချပြပြီးတော့ကိုပို့ဆောင်ပေးမှာဖြစ်တယ်ဒါလေးကိုလည်းကျွန်တော်ပထမဆုံးပြောချင်တယ်ဆိုတော့ကျွန်တော်ရဲ့တကူတွေတကားရကျွန်တော်ရဲ့ဟိုပြဿနာကျွန်တော်ရဲ့ဖြစ်တည်မှုအားလုံးကျွန်တော်အလုပ်လုပ်ပြီးတော့ကျွန်တော်ဖြည့်ရှင်းပါမယ်နော်ကျွန်တော်အလုပ်လုပ်ပြီးဖြည့်ရှင်းပါမယ်ဒါလေးကိုလည်းကျွန်တော်အသိပေးချင်ပါတယ်နောက်တစ်ခုကကျွန်တော် TikTok မှာနေစဉ်ကာလတော့ကျွန်တော်နားမှာရှိခဲ့ညီကိုတွေရှိပါတယ်ကျွန်တော်နာမည်တော့ထုံမပြောတော့ပါဘူးကျွန်တော်ဖြစ်ချင်တဲ့အပိုင်းတွေကျွန်တော်လုပ်ချင်တဲ့ຢာတွေအားလုံးအမြဲတမ်းဟိုလူတွေသိမရှိအောင်ဖန်တီးပေးတဲ့ကျွန်တော်နားမှာနေခဲ့တဲ့ပုံကိုယ်တွေလည်းရှိပါတယ်နောက်တစ်ခုကအဲ့ဒီပုံကိုယ်လည်းသိပါလိမ့်မယ်ညီကိုတွေလည်းနေတယ်နောက်ပြီးကျွန်တော်TikTok ထဲမှာနေစဉ်ကာလတွေတုန်းကလည်းကျွန်တော်အဲ့ဒီစင်းစရာတွေကိုတခြားကန်ပေးတဲ့အမတယောက်ရှိပါတယ်ကျေးဇူးများကြီးလေးတင်ပါတယ်ကျွန်တော်နာမည်တော့ဘာလို့ personally လေးဖြစ်တော့ကျွန်တော်ထုံမပြောတော့ပါဘူးဆိုတော့အဲ့ဒီညီကိုတွေလည်းတွေ့ရင်မြင်ကျွန်တော်သတိရပါတယ်ကျေးဇူးလက်တင်ပါတယ်ဆိုတာလေးကိုဒီနေ့ကနေပြောချင်ပါတယ်နောက်ပြီးကျွန်တော်ဒီနေ့ဒီချိန်ထိအသက်ရှင်ခွင့်ရတဲ့တောက်လျှောက်တွေ့ဆုံခဲ့တော့ဘယ်လိုပုံကိုဘယ်လိုလူမျိုးပဲဖြစ်ပါစေဟိုကောင်းသောပုံကိုပဲဖြစ်ပါစေမကောင်းသောပုံကိုပဲဖြစ်မြည်သူတူတယောက်ပုံမှာကျွန်တော်ဒေါသဖြစ်ခြင်းစိတ်တူခြင်းကြလက်သားချခြင်းကျွန်တော်မရှိခဲ့ပါဘူးအဲ့တော့ကျွန်တော်အယူသားဆုံးခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဖြစ်ခဲ့သမျှအရာအကုန်လုံးကိုကျွန်တော်ကယူရှင်တယ်တုံ့ပြန်ခြင်းကင်းမဲ့ဆိုတာအပြုံးနေပဲကျွန်တော်တန်တရားကိုလည်းယူချင်ပါတယ်ဆိုတော့ရှေ့ဆက်ပြီးတော့လည်းကျွန်တော်တို့ကြုံတွေ့ရမယ့်အပိုင်းတွေအများကြီးတွေ့လည်းပြင်ဆင်ထားတယ်အကြီးကပြောချင်တာမြေပြင်ကညီကိုလေးတွေညီလေးတွေကိုအဖွဲ့အစည်းအားလုံးဒီနေ့နေ့မိသားရက်ခံချင်ပါတယ်လာသမျှအဖွဲ့တွေအကုန်လုံးအတက်နိုင်ဆိုကျွန်တော်စစ်ဆေးမှဖြစ်ပါတယ်မယုံကြည်လို့မဟုတ်ပါဘူးမယုံကြည်လို့မဟုတ်ပါဘူးဆိုတော့ပြည်သူတွေရဲ့ချွေးနှဲစာတွေကိုစစ်မှန်တဲ့ပုံကိုယ်တွေလူတွေလက်ထဲကိုပဲရောက်စေချင်တာဒီစကားကိုဘာကြောင့်ပြောရလဲဆိုတော့ကျွန်တော်ဟိုးရင်လည်းပြောထားရှိပါတယ်လက်နက်ကင်ပြီးအဖွဲ့အစည်းဖွဲ့ထားတိုင်းကျွန်တော်ကပြည်သူတွေကငွေဖွာလာခဲ့တော့တော်လိုင်းတက်လို့ကျွန်တော်မခံယူထားတာဖြစ်တဲ့အတွက်ဒါလေးကိုလည်းနားလည်ပေးပါအဲ့တော့ကျေးဇူးများတင်ပါတယ်ပြီးတော့ကျွန်တော်ကိုလည်းဟိုချစ်ချင်းမုန်းချင်းကင်းသွားလှုပ်ဆောင်မှုတွေကိုဆက်လက်ပြီးတော့ကြည့်စေချင်ပါတယ်ကျေးဇူးပါကျွန်တော်ရဲ့နောက်လာရေးမလူသားများ page မှာကျေးဇူးပါတယ်